တောင်းကျမ်းနေတဲ့ဆင်ရိုင်းကြီးကအဘွားကိုတယောက်ကိုနင်းချီတော့မယ်နောက်ဆုံးစက္ကန့်မှာပဲအမျိုးသားတယောက်ကပေါင်းတစ်ထောင်ကျော်လေးတဲ့ကြောက်စင်းတို့တော်ကြီးကိုဆွဲယူပြီးအရှိန်နဲ့ပြစ်ပေါက်လိုက်ပါတယ်ဆင်ရိုင်းကြီးလမ်းတောင်းလွှဲသွားပြီးအဘွားကိုလည်းဘေးကင်းသွားခဲ့ပါတယ်အဲ့ဒီအဘွားဟာမာရှီအင်ပိုင်ရာရဲ့ဘင်းမကြီးချစ်ပြီးဆင်ရိုင်းကိုတော့အင်အားသုံးပြီးနှိမ်နှင်းနိုင်တဲ့အဲ့ဒီလူကတော့သူမရဲ့အငယ်ဆုံးသားတော်ဘာဟုပဲဖြစ်ပါတယ်ဘာဟုဟာခွန်အားကြီးယုံတယ်မကပဲမိခင်တဲ့ပေါ်တိတက်ပြီးဖီသူတွေကချစ်ခင်ကြတယ်ကျင်နာတက်တဲ့မင်းသားတစ်ပါးလည်းဖြစ်ပါတယ်လွန်ခဲ့တဲ့လအနှဲငယ်ကလူသားစားမျိုးဆွေတွေနဲ့ဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့စစ်ပွဲမှာသူဟာသူရဲကောင်းပီတာစွာတိုက်ခိုက်ခဲ့ပါတယ်။သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့်ပဲဘယင်မကြီးကနောက်တစ်လားမှာသူ့ကိုထီးနှားလွယ်ရဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီသတင်းကြောင့်တနင်္ဂနွေလုံးဝမ်းသာအားရဖြစ်ခဲ့ကြပေမဲ့အားလုံးကတော့ပျော်နေကြတာမဟုတ်ပါဘူး။နန်းတော်ရဲ့တောင်းတနေရမှာတော့အင်ရှင်မင်းသားဘာလာနဲ့သူ့မိသားစုဟာစိတ်ပြက်လက်ပြက်နဲ့အရတောက်နေကြပါတယ်။ဘာလာရဲ့ဖခင်အရင်ဟာမနာလိုစိတ်နဲ့နာကြီးချက်တွေကြောင့်ဘယင်မကြီးကိုတေးစေခြင်းတယ်လို့တောင်ရေးရွတ်မိခဲ့ပါတယ်။သူ့စကားကြောင့်အခန်းထဲကလူတိုင်းတုန်လှုပ်သွားကြပြီးဘာလာကသူ့ဖခင်ကိုအမြန်ပဲတားဆီးလိုက်ရပါတယ်မကြခင်မှာပဲဘာဟုဟာဘီတိမခန့်ယူခင်အိမ်နီးချင်းနိုင်ငံတွေကိုတန်တမတ်ခရီးထပ်ခွာခဲ့ပါတယ်။သူရောက်ခဲ့တဲ့နိုင်ငံတစ်ခုဟာရှုကင်းတို့လာပါပြီမဲ့ဓားပြေတွေရဲ့ရန်ကိုခံနေရပါတယ်။ဓားပြေတွေတပ်ဖြတ်လို့တေဆုံးနေတဲ့အလောင်းတွေပြည့်နေလဲမြက်ကိုကြည့်ရင်ဘာဟုဟာအရန်ကိုဒေါသထွက်ခဲ့ပြီးဒီလိုဥပဒေမဲ့တဲ့နယ်မြေမှာအရာမြတ်တမှုဖော်ပြပေးဖို့သစ္စာဆိုးခဲ့ပါတယ်။ဒီနေ့မှာတော့ဓားပြေသဆုကမင်းသမီးတယောက်ကိုတိုက်ခိုက်နေတာသူတွေးသွားပါတယ်။ဒါပေမဲ့အဲ့ဒီမင်းသမီးကအားကိုရမယ်မဟုတ်ပါဘူး။လက်ထဲကဓားနဲ့သူမဟာပြင်းပြင်းထန်ထန်ပြန်လဲတိုက်ခိုက်နေပြီးဘသူမှသူမနာကိုမကတ်နိုင်ကြပါဘူး။ဘာဟုဟာသူမရဲ့တက်တီနဲ့စွမ်းရည်ကိုကြည့်ပြီးစိတ်ဝင်စားသွားပါတယ်။အဲ့ဒီနောက်ချောင်းမြောင်းတိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့တခြားဓားဘီအုပ်ကိုတွေ့သွားတဲ့အခါမင်းသမီးကိုစိုးရိမ်ပြီးဘာဟုကဝင်ရောက်နှိမ်နှင်းပေးလိုက်ပါတယ်။တိုက်ပွဲပြီးလူအုပ်ထဲပြန်ဝင်လာတဲ့အခါမင်းသမီးကသူတို့ကိုတွေ့ပြီးဒေါသထွက်သွားပါတယ်။အားတောင်တင်းနဲ့ယောက်ျားနှစ်ယောက်ကဘာလို့ဝင်မကူပဲမိမတယောက်ရဲ့နောက်ကွယ်မှာပုံနေတာလဲလို့မေးခွန်းထုတ်တော့ပါတယ်။အခြေအနေတွေမစိုးဝါခင်ဘာဟုရဲ့အဖော်ကာတာကပုံပြီးတစ်ခုအမြန်လောက်ကြံပြောလိုက်ပါတယ်။ဘာဟုဟာသူ့ရဲ့တူဖြစ်ပြီးအုံနောက်တိတ်မကန့်လို့မိသားစုကနှင်ထောက်ထားတာပါလို့လိန်ညာခဲ့ပါတယ်မင်းသမီးကတနာသွားပြီးသူတို့နှစ်ယောက်လုံးကိုကြွန်ဆက်ခေါ်ယူသွားပါတယ်။ဒါပေမဲ့ဒီလိုလုပ်လိုက်တာဟာသူမရဲ့တိုင်းပြည်တွေကိုဘေးရန်တွေဖြစ်ခေါ်လိုက်တာမှန်သူမမသိခဲ့ပါဘူး